见江湖肉。ပြောကြည့်ရမယ်ဒီအားလုံးပြန်ရှင်ဒီနေ့ဒီနေ့ဟာမေတ္တာမေတ္တာမုံပရိဒဒီမှာနိုင်ကြောင်းမှာဆရာတော်ဘုရားရဲ့မွေးနေ့ပွဲလာရောက်ပြီးတော့ဝိသတာမွေးနေ့ပွဲမှာလာရောက်ပြီးတော့အမှုပညာဝန်ထမ်းတွေအတန်ဌာနနဲ့လာရောက်ပြောပြပေးတာဖြစ်ပါတယ်ရှင်ဒီမှာမှဒီပါနိုင်ကလေးအကြောင်းသားလုံး100ကျော်လားအကြောင်းသားပေါင်း100ကျော်လည်းရှိပါတယ်တော့တဲ့ရဲရောက်ချင်းပေါ့နော်ရာဘူးသီးကျော်နဲ့ breakfast စားကြပြီရှင်ဘူးသီးကျော်ရမ်းကောင်းတယ်စားလို့ရမ်းကောင်းဘူးလေးတော့တီးရက်ကျော်နော်တီးရက်ကျော်နောက်ပါလေခဲဟင်းပြီးပါလေကြီးထားရမ်းကောင်းချစ်လေးအဲ့တော့ဘိုင်တို့ကဒီဖျော်ဖြေပွဲမစားနေ6ကျော်ဒီနေ့6ကျော်လေးတယ်။အဲ့ဒါလေးခုစားပြီးပြီဆိုတော့မကြခင်မှာခဏစားတော့မှာဖြစ်ပါတယ်။မစားကြည့်မှတ်တမ်းလေးကြည့်တာပါ။ကျေးဇူးတင်ပါတယ်။ Lady သူကြောင့်